အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့တိုင်းရေးဆရာဒေါက်တာမင်းတင်ကိုရေးသားလာတဲ့ရင်းကြီးပိတ်မှာရည်ကြီးကဘာစောက်တဲ့ကတုတ်သားမယားပြက်မှာခြင်းအဖြစ်နဲ့ရှောင်းခြင်းရင်အကျိုးမိစ္ဆာစာဝကျူးလွန်ကတဲ့ဘုံကြသူများရန်သူပွားရေးရှားပါလက်တိတ်ချမ်းသာစိတ်အတိပုံမြတ်မျိုးရိုးခါကမျက်နာမသာအဆက်ရရဲ့ယူပါအိမ်တွေရင်းတွေ့ချိုတဲ့စိုးရိမ်များစွာချစ်သူပွားသည်ရှောင်းကအပြန်အကျိုးကြီးပေးထားတဲ့ဥပမာလေးတော့အရှိအာနန္ဒအလောင်းကြီးရဲ့ကဘာတသိန်းများပါရမီဖြည့်ပြီးနောက်တစ်ခုတော်ဘဝတွင်ဒီကဘာ၌ရွှေပဒိန်တဲ့တားဖြစ်လာ၏ဒီဘဝတွင်မျိုးမာနှင့်ပေါင်းဖက်မိတဲ့ဖြင့်သူတို့ဘာလို့တားများကိုညွှန်ကြားမိဒီအားကိုတူကံကြောင့်ရောဝငရဲ၌နှစ်ပေါင်းများစွာဆင်းရဲပြမှန်စွာခံရ၏ထိုမြဲမှလွတ်မြောက်သောအခါမြောက်ဖြစ်၍ဝေးစေကိုကိုက်ဖောက်ခံရ၏ထိုနောက်နွားဖြစ်၍သင်္ကောဝေးစေထုတ်ခံရ၏ထိုနောက်လူဖြစ်ရာယောက်ျားမဟုတ်မိန်းမမဟုတ်ဖြစ်ရ၏ထိုနောက်ကုသိုလ်ကံအခွင့်ရ၍မြတ်ပြည်၌ဖြစ်ရတော့လေကြားမင်းမိဖုရားလေးဘဝဇဝနာမထာ၏မိဖုရားတဘဝဖြစ်ရ၏ထိုနောက်လူပြည်၌မိထေနာပြည်အင်္ဂမင်းကြီး၏သမီးတော်ယူစာမင်းသမီးဖြစ်၏ထိုနောက်မှာအယောက်ျားဘဝကိုပြန်ရ၏ဆောင်းမပြပြလေးကတော့သူ့သားများကိုတပြက်သားနဲ့ရာခစိတ်ထားပါပြလို့မူလာဖြူကဖောက်ပြန်ပြီးကတတိမတ်တော်အခုတို့လူချိုးနေတော့တကယ်ပဲပေါ်အပင်ကြီးကြမယ်ဆိုဒီလောက်ပြန်လဲနှပုံးကြီးဒီကပြန်လဲနှပုံးပဲ